ဒီတော့အေးခံရပါတယ်နိုင်ဝက်တနာအေးခံပြီးပြီဆိုလို့ရှိရင်တော့အုံးသီးလေးဖြူပြီးတော့ အခုဆိုလို့ရှိရင်ရမရိုးရအစားအစာတွေမှာပါတယ်တာကူပြင်းအုံလို့ဆန်းကိုဒါအေးပြီဆိုရင်လှီးပြီးတော့မှအုံဒီဖြူပြီးတော့မှအသင့်စားသုံးနိုင်ပြီဖြစ်ပါတယ် ဟုတ်ကဲ့စားလို့လည်းကောင်းပါတယ်ကိုယ်တိုင်လည်းလှုပ်ရှားကြည့်ကြပါပတ်စံလည်းတအားမကုန်တာဖြစ်တဲ့အတွက်မိသားစုအနေနဲ့ရောတသက်ရှင်တသက်ရဲ့စားလို့ရအောင်လို့ကိုယ်တိုင်လည်းလှုပ်ရှားကြပါလို့တိုက်တွန်းပါတယ်ငါတို့ခဲတော့ပါပြီခဲတော့တဲ့အချိန်မှာကျွန်တော်ဓားလေးနဲ့သူ့စီလေးတုပ်တော့မှပြီးပါမယ်စားလို့ကောင်းတဲ့နေတော်လေးပဲပြီးပါမယ်နည်းနည်းလေးတော့ခဲဖို့လိုပါသေးတယ်နေတော်လေးတွေပဲတုံးပါမယ်စားလို့ကောင်းတော့စီလေးနဲ့အေးချိုချိုလေးပေါ့ဒီအေးပူပြီးတော့ဟုတ်တယ်ဒီထက်လေးနည်းလေးအေးခဲထားပြီဆိုလို့ရှိရင်အတုံးအလှမပြတ်ဘူးပေါ့နော်ဟိုကနည်းနည်းလေးအေးတဲ့လိုလေးပါဒီမှာဒါလေးအုံးသီးလေးတွေပေါ်ကနေဖြူရမယ်အုံးသီးကတော့တိုးချော့လို့ရပါတယ်တချို့ကကြတားချုံကြိုက်တဲ့အခါတော့နည်းနည်းစီပဲဖြူလိုက်ရပါတယ်ဟုတ်ဒီမှာရွာစားတပ်ဖြစ်တဲ့တာကပင်အုံနုဇန်လေးရပါပြီရှင်အတင်စားအုံနုဇန်လေးစိတ်နေပေါ့နော်လောက်ရလွယ်လွယ်ကူတာဖြစ်တဲ့အတွက်လူတိုင်းလောက်ပြီးတော့စားနိုင်ပါတယ်ရှင်